practice ပါဒီက Okay, thank you. Sit down. You have both sides ကွာနောက်တဲ့ဘောလုံးထပ်ပြောပြီး Yeah. နောက်တဲ့အင်္ဂလိပ်လိုမျိုး You 20 years. You happy day. ဟာဟာရဲ့ happy day အရင် happy ပါတယ်ဟုတ်ပြီလေ you 20 year 20 years is the you happy day. You know the baby happy day ဒီနေ့ပါအဲ့ဒါလို့ပြောတယ်ဘလို့ဆက်တယ်လို့ပြောတာမတီးဘူးပြန်ကလေးကဘလို့ပြောတာဘလို့ပြောလိုက်တာဒီချက်အေးတော့မယ်ချင်းဟုတ်တယ်ဒါဆိုကျွန်တော်တို့တွေအဖရာဆက်မလို့ဒီတဲ့လူတွေမပြန်တော့ပြီးဒီချင်းအားတာပါပဲပြိတ္တတွေငြိမ်နေတာသိပါလေအဒီးတွေလည်းကားပါမယ်ပြီးလုံးနေလို့ပြိတ္တတွေဘာလို့ငြိမ်နေလဲဆိုတော့ကျွန်တော်သိပါလေဒီချိန်လေးပဲပြောရတာဟုတ်တယ်ဇဝတ်ပိုင်းပေါ်မှာကျွန်တော်တို့အေးဘူးတွေဖြစ်နေလို့ right တယ်ဘာ right ဖတ်လို့မမတော့ကင်မရာထိုးလိုက်ကြ right တယ်ဘောက်တွေကကောင်းသွားပြီနော်ညနေကကောင်းကောင်းနဲ့မနေ့ကတော့သူအသေးကွဲနေတယ်ကျွန်တော်လုပ်တဲ့ကိုညာဘောက်ဆက်ဖို့နဲ့ရန်တော့ဘွယ်ထားကြည့်ရလို့နှစ်ကောင်လားရန်နေပြည့်တယ်နှစ်ယောက်သားသူတော့တကူဆိုဒီတေးလို့ညီဒီလိုဆိုပြဟုတ်ကဲ့ပါခင်ဗျာပြန်ပြောပါဒီကညီလေးအဲ့လိုဖြစ်နေတာကိုဆိုကြီးကသုံးခါပြောတယ်ပထမတစ်ခါညီလေးကိုကြီးအဲ့လိုမဟုတ်ဘူးနောက်တစ်ခါထပ်တယ်ညီလေးအဲ့လိုမဟုတ်ဘူးချိန်လာခဲ့နောက်ကဘယ်လာလဲဒါကီရီဝင်စီသွားလားကိုမင်းသားနဲ့ကိုလူရှင်တော်တွေအားနာလို့ပါအချိန်ကြီးဟုတ်ကဲ့အတို့ဒီလေးကိုဆက်ပြီးပါဦးဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲ့ဒါလေးကိုပြောလို့ဆက်တာရရှိဟုတ်ကဲ့ပါဘာပဲပြောအခုလို့ကျွန်တော်တို့မော်လမြိုင်ကိုဒုတိယချိန်အကိုနဲ့တူတူ မာလာကန်ဟုတ်ပါမော်လမြိုင်မော်လမျိုးပြတဲ့စကားမပေးဘူးလေဒါပြောတယ်ဒီနေ့ online နဲ့နောက်မှဒီကိုလေးကိုပဲကျွန်တော်မော်လမျိုးကတော့မပြီးရောမလားကျွန်တော်နေချာသွားလို့မပြီးတော့လားဘယ်လောက်နေခဲ့တာလဲနေချင်းပြန်အေးမောင်ကြီးနဲ့ပြန်လာတာကျွန်တော်တို့ကစတောင်းကားတွေပြန်မချဘူးအေးနော်ဆက်လက်ပါမယ် sorry ကျွန်တော်မော်လမြိုင်မှာနေပါတယ်ရင်တော့ကဘာလို့လဲလို့ဖိတ်ပြီကိုကဘာလို့မနာမသိဘောလမြိုင်ကဝင်းနေထူးနိုင်တာသူပေါ့မော်လမြိုင်မှာနေတယ်ရင်တော့လက်ဥကပါမနေတယ်အခုပြောင်းသွားပြီစင်ကြံပြောင်းသွားပြီပေါင်ပြီးလာလို့ဒါတွေပြောတာဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်အခုနဲ့တူတူကျွန်တော်တို့ရောဒီစိန်ဆိုင်နဲ့အတူတူကျွန်တော်တို့20ပြည့်ထိမ့်မှတ်နေနဲ့ဒီခုလိုပါဝင်ဆင်နွှဲခွင့်ရတဲ့အတွက်အင်မတန်မှလည်းဝမ်းသာပါတယ်ဒီထက်မကနောက်နေပေါင်းများစွာမှာလည်းကျွန်တော်တို့နဲ့အတူတူဟုတ်ငါတို့လည်းမတူချင်တော့လားငါသိတယ်မတူချင်တော့ဟုတ်တယ်တဲ့ဈေးတွေစစ်လောအားကြီးလို့ကျေးဇူးများတင်ပါတယ်နောက်ဒီပေါင်းများစွာနဲ့ဆိုင်ခွဲတွေဖွင့်နိုင်ပါစေလို့ကျွန်တော်တို့ကမတွေ့လို့မရဘူးဘာဖြစ်လို့လဲဘာဖြစ်လို့လဲဆိုတော့နောက်တဲ့၄လမ်းကြီးမတွေ့လို့မရဘူးရွှေတွေအကျူးဝင်လာပေါင်းလေတကယ်ဘာဆက်တော့လဲဒီတော့လေဝယ်ပြီးတော့တော့ကိုဝယ်ဆက်တာလေခုဆိုရင်သူမျက်စိတွေမှာတုံးလေးအောင်မြင်နေပြီကိုစာပွဲလာပြေတော့မယ်နော်ဒီလိုလာပြေတော့မယ်နော်ဒါမလေးပြည့်ရထားခဲ့တာပြီးရင်ဂယူးဆိုင်တာရိုးနေရဝန်ထမ်းတွေမင်းချစ်လို့လားဂယူးဆိုင်တာမင်းချစ်လို့မဟုတ်ဘူးချီတွေပြောင်းမှာဆိုလို့တည်ရတယ်ဒါလည်းခိုးပြီးဘယ်တော့မှပြောင်းမပေးဟုတ်ကဲ့ပါကျေးဇူးပါဘဆိုတော့ dress လဲလာတယ်နော်သူကအဲ့ဆောမမဟုတ်ဆိုရတဲ့တယ်ဘုံနဲ့ချင်းဆိုနေတယ်လားတမ်းတောင်းရတဲ့တယ်ဘာလဲဝိဇာငါလို့ပေါ့အချင်းတပုတ်အရောင်ကလည်းအိယာတာပဲသူကအရောင်တော့ပွဲဝိုင်းအနေရောင်လေးအရောင်လေးတကယ်ပါဒါစကားတည်ပြောမှာပါကျွန်တော်တို့CEO ပြောနေတယ်လူလိုပြောဒီများတည်ပြောစတယ်နော်ဒီကစတယ်ဒါကျွန်တော်တို့အမကြီးပေါ့နော် CEO မှာအမတို့တော့ပေါ့ကွာမင်းကအမကြီးလေအမလေးသူဆိုင်မှာပြည့်ခဲ့တဲ့စာလေးတခုကျွန်တော်သဘောကျလို့ပါဘာစားလဲရုပ်အကျွတ်ကျောင်းတယ်ငါတို့ရောင်းပြီးပါမယ်ရုပ်သားပါစူးစားပါကံဉဏ်ဝရိယသုံးခုဖို့ခဏဆိုင်တဲ့အချိန်ကျရင်သင်အောင်မြင်ပါလိမ့်မယ်ဒါပေမဲ့ဇွဲတော့မလျှော့ပါနဲ့ဒီကောင်းတဲ့စကားလေးပါကျွန်တော်သဘောကျလို့ပြောတာပါအဲ့ဒီတိုင်းပဲရှေ့ဆက်ပြီးနောက်နှစ်ပေါင်း100 1000နောက်ဘဝတန်ရာဆက်ဆက်ကျွန်တော်တို့လူရည်တဲ့နဲ့ပါလူရည်ပြပြီးတော့ဘယ်ဘုရားလူတွေပြန်မသိကျွန်တော်ဆိုရင်အဲ့စာလေးနေပြီးတည်းကကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြောစမ်းပါငါကေရီပြန်ဆွဲတော့မယ်